အားလုံးမင်္ဂလာပါရှင်။ဒီမှာဆွေးနွေးပေးနေရပေါ့နော် Parent and Community Participation in Child Development ဆိုတဲ့ဒီဘက်ရရပူးပေါင်းပါဝင်မှုတွေကြောင့်ကျွန်တော်တို့ကလေးတွေရဲ့ဖွံ့ဖြိုးမှုလုပ်ငန်းတွေဟာပုံမကောင်းမွန်ပြီးတော့အောင်မြင်တဲ့ဆောင်ရွက်မှုတွေအောင်မြင်တဲ့အကြောင်းတွေဖြစ်ပေါ်ဖို့အလားအလာတွေအများကြီးထောက်ကူဖြစ်စေတယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးနေနေပေါ့နော်။ဒီနေ့မှာဆွေးနွေးပေးမယ့်အကြောင်းအရာလေးကဒီ transition period ကအရန်ကိုအရေးကြီးတယ်။ဒါကြောင့်ဒီလိုမျိုးအကူအပြောင်းတွေမှာကြောမွေ့မွေ့ဖြစ်စေဖို့အတွက်အားလုံးကပူးပေါင်းပါဝင်ကူညီပြီးတော့ပေါ့နော်။စောင့်ရှောက်ပေးကြရမယ်။ကလေးတွေရဲ့အကူအပြောင်းအစဉ်ပြေချောမွေ့စေရန်အတွက်ရက်ရွာမှာပြင်ဆင်ပံ့ပိုးပေးခြင်းတွေဟာလည်းအရေးကြီးတယ်။ကလေးတွေကိုပံ့ပိုးပေးတဲ့အခါမှာပံ့ပိုးပေးရမှာမိဘတွေလည်းပံ့ပိုးမိဘတွေလည်းပါမယ်။အဲ့မှာမိသားစုတွေရှိမယ်ရက်ရွာတွေကပေါ့နော်ဒါမျိုးတွေကပြီးတော့ကုညီပံ့ပိုးပေးရမယ်အဲ့လိုပဲပြင်ဆင်ပေးရမှာကြတော့ဒီလီပေါ့နော်ကလေးအတွက်ကြောင်းကိုသွားဖို့အတွက်ကျန်းမာရေးပိုင်းဆိုင်ရာလည်းအစင်းသင်းဖြစ်ရမယ်ပညာရေးပိုင်းဆိုင်ရာလည်းအစင်းသင်းဖြစ်အောင်ပြင်ဆင်ပေးရမယ်ပညာရေးကျန်းမာရေးတွေအတွက်ကိုပေါ့နော်ကလေးတွေနဲ့ဆိုင်တဲ့ကိစ္စတိုင်းကိုပူးပေါင်းဆောင်ရွက်ခြင်းတွေကိုလှုပ်ဆောင်ရင်းနဲ့ပေါ့နော် transition period ကလေးမှာသူတို့တွေအဆင်ပြေပြေချောချောမွေ့မွေ့နဲ့ကူပြောင်းနိုင်အောင်ကူညီပေးကြရမယ်ဆောင်ရွက်ပေးကြရမယ်ဒါကြောင့်ကလေးတွေရဲ့အကူအပြောင်းဟာအဆင်ပြေချောမွေ့ဖို့အတွက်ကျမတို့ဒီမိဘရဲ့ရွာပူပေါင်းပါဝင်မှုတွေပံ့ပိုးပေးခြင်းတွေလှုပ်ဆောင်ကြရမယ်လှုပ်ဆောင်မှသာပို့ပြီးတော့အောင်မြင်တဲ့ကလေးတွေအောင်မြင်တဲ့ကျောင်းတွေဖြစ်ပေါ်လာစေမှာလည်းဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင်ဒီမှာဆိုရင် early childhood ပေါ့နော်ဒီမှာဆိုရင်သူတို့ကဒီ supported communities and integrated service တွေအရေးကြီးတယ်ကျမတို့ community ကလည်းပဲ supported ဖြစ်ရမယ်ထောက်ပံ့ပေးရမယ်အဲ့ဒီလိုပဲ integrated service တွေလည်းဖြစ်ရမယ်ဒီ community က support ပေးတဲ့အခါမှာintegrated စုပေါင်းပြီးတော့ပေါ့နော်ညီညီညွတ်ညွတ်နဲ့စုပေါင်းပြီးတော့ဆောင်ရွက်တဲ့အနေအထားလေးတွေရှိရမယ်ဒါကြောင့်ကလေးတွေအတွက်ပေါ့နော် early childhood မှာဆိုရင် supported community and integrated service တွေဖြစ်ဖို့လိုတယ်အဲ့ဒါတွေကဘယ်ချိန်နည်းသွားမှာတော့ဆိုရင်ကိုဝင်ဆောင်စဉ်ကလေးကသွားမှာဖြစ်တယ်ဒီကိုဝင်ဆောင်စဉ်ကလေးကသူတို့တွေကိုစောင့်ရှောက်ပေးရမယ်ကျန်းမာရေးစောင့်ရှောက်မှုတွေအာဟာရပိုင်းဆိုင်ရာတွေပြေဝစွာစားသုံးရနိုင်မှုတွေနောက်တစ်ခါလုံခြုံစိတ်ချရမှုတွေပေါ့နော်ဒါမျိုးတွေကိုကိုယ်ဝန်ဆောင်စဉ်ကနေပြီးကြရပေးရမယ်အဲ့လိုပဲအဲ့ဒီကနေမှကလေးလေးကတစ်လလာတာလေးရောက်ပြီဆိုရင်သူဟာပေါ့နော်သူတို့တွေကိုပေါ့နော်တကယ်ကိုကျန်းမာရေးဆိုင်ရာတွေရောပထမတစ်နှစ်အတွင်းမှာပေါ့စောင့်ရှောက်ရမယ့်အကြောင်းအရာတွေကိုအတူတကွပေါ့နော်မိဘတွေနဲ့အထူးဂရုစိုက်ရမယ်ပေါ့နော် especially တကယ်ကိုအထူးဂရုစိုက်ပြီးတော့မှဒီကကလေးတွေကိုထောက်ပံ့ကူညီမှုတွေလုပ်ဆောင်ပေးရမယ်နောက်ပြီးတော့အဲ့ဒီအမှာတစ်စင်ပေါ့နော်သူတို့တွေကိုပေါ့ဒီလိုမျိုးလှုပ်ဆောင်ရင်းနဲ့ပဲသူတို့တွေဟာအဲအိမ်မှာပဲဖြစ်ဖြစ်ပေါ့အိမ်ရဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်သူတဘာဝအလျောက်သူတို့တွေလိုအပ်တဲ့အကြောင်းအရာတွေကိုထောက်ပံ့ကူညီပေးမယ်ဖြည့်ဆည်းပေးမယ်ပေါ့နောက်တစ်ခါအပြုသဘောဆောင်တဲ့အကူပြောင်းတွေဖြစ်ဖို့အတွက်ဟာအရေးကြီးရဲ့အပြုသဘောဆောင်တဲ့အကူပြောင်းတွေကိုကူပြောင်းနိုင်အောင်မိသားစုကရောကျောင်းကရောပေါ့နော်အကူအညီပေးရမှာလည်းဖြစ်ပါတယ်ရှင်အဲ့တော့မိသားစုရောကျောင်းနဲ့အိမ်ကြီးဟာကျောင်းနဲ့တူရမယ်ကျောင်းမှာပေးလိုက်တဲ့စီကံကျောင်းမှာစားမဲ့အချိန်မှာစားတယ်သူတို့ပေါ့နော်ကစားမဲ့အချိန်မှာကစားတယ်နားမဲ့အချိန်မှာနားတယ်ပေါ့စသည်ဖြင့်ပေါ့နော်ဒါမျိုးတွေဟာအိမ်နဲ့ကျောင်းနဲ့တူရမယ်အဲ့လိုပဲကျောင်းကလည်းအိမ်ကိုနဲ့တူရမယ်ပေါ့နော်အိမ်မှာမိခင်ကနှွေးထွေးမှုချစ်ခင်မှုနှွေးထွေးချစ်ခင်မှုအိမ်မှာရရှိတယ်လို့ပဲကျောင်းမှာလည်းပဲဒီလိုမျိုးနှွေးထွေးချစ်ခင်မှုကိုရရှိစေရမယ်ဒါကြောင့်အိမ်နဲ့ကျောင်းနဲ့ဟာဒါအစားတာဖြစ်နေရမယ်ဒါမျိုးလေးတွေပေါ့နော်ဒါလိုမျိုးလေးလှုပ်ဆောင်မှဒါ positive transition တွေဖြစ်မယ် to primary school ပေါ့နော်ဒါမျိုးတွေဖြစ်အောင်ကူညီထောက်ပံ့မှုတွေပေးရမယ်နောက်တစ်ခု high quality တကယ်ကိုအမြင့်မားဆုံးအဆင့်ကိုရရှိတဲ့ပေါ့နော်သူတို့တွေကသင်ကြားမှုတွေနောက်တစ်ခါဂရုစိုက်မှုတွေပေါ့ဒါမျိုးတွေကိုရရှိရမယ်ဒါကြောင့်ဒီလိုမျိုးကလေးတွေရဲ့လိုအပ်ချက်တွေ
နောက်တစ်ခါကလေးတွေကိုအောင်မြင်အောင်လေ့ကျင့်ပေးနိုင်မှုတွေအများကြီးလှုပ်ဆောင်နိုင်မှုအတွက်ကကျမတို့ supported community and integrated service တွေအရေးကြီးတယ်တကယ်ကို integrate ဖြစ်ဖို့လိုပါတယ်ဒါမှသာညီစုပေါင်းညီညာအောင်ညောင်းဖျားဆိုတာကျမတို့ညီမစကားပုံမှာလည်းရှိတာကိုစုပေါင်းညီညာအောင်ညောင်းဖျားတဲ့အဲ့တော့အနာဂတ်ကလေးတွေအတွက်ပေါ့နော်မိဘရဲ့ရွာတွေရဲ့ပူပေါင်းပါဝင်ကူညီမှုတွေဟာအရေးကြီးတာလည်းဖြစ်တယ်အဲ့ဒီပူပေါင်းပါဝင်ကူညီမှုတွေဟာလည်းပဲ integrated service တွေဖြစ်ရမှာလည်းဖြစ်ပါတယ်ရှင်ဒါမှသာအောင်မြင်တဲ့အခြေအနေမျိုးတွေကိုရရှိလာမယ်ပြည့်စုံတဲ့အခြေအနေမျိုးတွေကိုရရှိလာမယ်ကလေးတွေရဲ့မှာလိုအပ်ချက်ရှိနေတဲ့အကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီဖြည့်ဆည်းပေးနိုင်မှာလည်းဖြစ်ပါတယ်ရှင်ဒါကြောင့်ကျမတို့ကလေးတွေကိုအားလေးချိုင်းဦးမှာဆိုလို့ရှိရင်ကလေးတွေအတွက်စောင့်ရှောက်မှုတွေကိုကျမတို့မိဘရဲ့ရွာနဲ့ပူးပေါင်းပါဝင်ပြီးတော့စောင့်ရှောက်မှုတွေကိုလှုပ်ဆောင်ပေးကြရမှာလည်းဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင်ကျမတို့ကလေးဘဝအစောပိုင်းမှာမျှော်မှန်းချက်တွေရှိတယ်ကျန်းမာတဲ့ကလေးဘဝလေးတွေကိုရရှိစေခြင်းနဲ့အဲ့လိုမျိုးရရှိစေခြင်းနဲ့ဆိုရင်ကိုဝင်ဆောင်ကာလမှာကလေးကစတင်ရမယ်အာဟာရပြေဝပြီးတော့ကစားရှင်လန်းရတဲ့အိမ်ပတ်ဝန်းကျင်တွေဖြစ်နေရမယ်သူတို့ကစားရတဲ့အခါမှာလည်းရှင်လန်းလန်းချမ်းချမ်းမြေ့မြေ့နဲ့လုံခြုံစွာနဲ့ကစားလို့ဖြစ်ရမယ်နေရာမျိုးတွေဖြစ်နေရမယ်ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းပေးကြရမှာဖြစ်တယ်ဒါဆိုရင်ကျမတို့ကလေးတွေရဲ့အစောပိုင်းမှာမျှော်မှန်းချက်တရက်ဖြစ်တယ်ဒီမျှော်မှန်းချက်တရက်မှာဖြစ်ဖို့လားမျှော်မှန်းချက်တွေကိုအောင်မြင်လာဖို့အတွက်ကျန်းမာတဲ့ကလေးရဲ့ဒါဘဝတွေရရှိရမယ်ကိုဝင်အဲ့လိုမျိုးကျန်းမာတဲ့ကလေးဘဝကိုရရှိဖို့အတွက်ကျမတို့ကိုဝင်ဆောင်ကာလမှာကလေးဟာဒါမျိုးတွေကိုပေါ့နော်ပံ့ပိုးကူညီဆောင်ရှောက်မှုတွေလှုပ်ဆောင်ခဲ့ကြရမယ်အဲ့ဒီလိုနဲ့မွေးဖွားလာပြီဆိုလို့ရှိရင်လည်းအာဟာရပြေဝပြီးတော့တကယ်ကိုကစားတဲ့အခါမှာလည်းရှင်လန်းရတဲ့အိမ်ပတ်ဝန်းကျင်နေရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုဖြည့်ဆည်းထားရမှာလည်းဖြစ်ပါတယ်ရှင်အဲ့လိုတွေဖြည့်ဆည်းထားပြီးပြီဆိုရင်ပံ့ပိုးမှုရှိရပေါ့နော်မိဘတွေနဲ့အတူတူချင်းကုံဆုံးခြင်းတွေမိဘတွေကကလေးရဲ့လိုအပ်ချက်ကိုအထူးဂရုထားပြီးတော့ပံ့ပိုးပေးမယ်စောင့်ရှောက်ပေးမယ်ကူညီပေးမယ်ပေါ့နော်ဒီလိုမျိုးနည်းလမ်းအနေနဲ့စောင့်ရှောက်ကြရမှာလည်းဖြစ်တယ်အထူးသဖြင့်တော့ပထမနှစ်အတွင်းမှာပေါ့နော်ဒါအားလုံးရဲ့ပေါ့နော် integrated service တွေရဲ့ကူညီပံ့ပိုးကူညီမှုတွေကိုရရှိစေရမယ်ဒါကြတော့ကျမတို့ဒီကလေးတွေရဲ့အကူပြောင်းမှာတကယ်ကိုလုံခြုံစိတ်ချစွာနဲ့ပေါ့နော်အောင်မြင်တဲ့အကူပြောင်းနေချောမွေ့တဲ့အကူပြောင်းနေဖြစ်အောင်ပံ့ပိုးရမှာလည်းဖြစ်ပါတယ်ရှင်အဲ့လိုနဲ့ပထမ9နှစ်အတွင်းမှာအည်အသွေးကိုမြင့်တင်ပေးမယ်ကစားခြင်းကိုအခြေပြုမယ်ပထမ9နှစ်အတွင်းမှာတော့အစောပိုင်းသင်ယူမှုနဲ့စောင့်ရှောက်မှုအတွေ့အကြုံတွေနဲ့ပေါင်းဆက်ထားတယ်အဲ့ဒါဆိုရင်ဒီမူကြိုချောင်းကို3နှစ်ပြည့်လို့မူကြိုချောင်းကိုထားတယ်အခုလိုပဲသူတို့ကိုသင်ပေးတဲ့အခါမှာတကယ်ကိုပဲပေါ့နော်လိုအပ်ချက်တွေကိုဖြည့်ဆည်းပြီးတော့မှလှုပ်ဆောင်ပေးတယ်ပံ့ပိုးပေးတယ်ကူညီပေးတယ်ပေါ့နော်အဲ့လိုတကယ်ကိုအည်သွေးမြင့်တဲ့ဒီအခြေအနေကိုရရှိလာပြီဆိုရင်ကလေးတွေကိုလည်းပဲပေါ့နော်အည်သွေးမြင့်အောင်လည်းလေ့ကျင့်ပေးရမယ်အည်သွေးမြင့်တဲ့အခြေအနေရရှိအောင်လည်းလှုပ်ဆောင်ပေးရမယ်အည်သွေးမြင့်တဲ့အခြေအနေဖြစ်ပြီဆိုရင်ဖြစ်အောင်ကိုပဲကျမတို့တွေကသူတို့တွေကိုစားလို့တင်တာမဟုတ်ဘဲနဲ့ပေါ့နော်ကစားရင်းနဲ့သူတို့ဟာကစားရင်းနဲ့သင်ယူမှုတွေလှုပ်ဆောင်နေတယ်ဆိုတာကိုပေါ့နော်စာတင်တယ်ဆိုရင်ကလေးတွေကစာကိုကြောက်ကြတာကိုအဲ့တော့ကစားရင်းနဲ့သင်ယူတယ်ဆိုတော့သူတို့ပျော်ရွှင်တယ်ပျော်ရွှင်တာနဲ့အတူတူပျော်ရွှင်တာဖြစ်တဲ့အတွက်သူတို့မှတ်မိရမယ်အကြောင်းအရာဒီကိုသူပို့ပြီးတော့မှတ်မိစေမယ်ဆွမြဲမှတ်မိလာစေမှာလည်းဖြစ်တယ်ဒါကြောင့်အည်သွေးမြင့်ရမယ်ကစားခြင်းကိုအခြေပြုပြီးတော့စောပိုင်းတည်ယူမှုမှာစောင့်ရှောက်မှုနဲ့အတွေ့အကြုံတွေနဲ့ပေါင်းဆက်ထားခြင်းဖြစ်တယ်ဒါဆိုရင်စောပိုင်းတည်ယူမှုမှာစောင့်ရှောက်လိုတဲ့မိဘရဲ့ရွာအဖွဲ့အစည်းတွေပေါ့နော်စောင့်ရှောက်မှုတွေပေးမယ်အတွေ့အကြုံတွေရှိမယ်အတွေ့အကြုံတွေနဲ့ပေါင်းဆက်ထားလိုက်မယ်ပေါ့နော်ဒီမိမိမှာတွေးရှိလာတဲ့မိဘရဲ့ရွာကနေပြီးတော့ပေါ့နော်မိမိမှာတွေးရှိထားတဲ့သိရှိထားတဲ့နားလည်ထားတဲ့အကြောင်းအရာတွေကို
ပေါင်းဆက်အတွေ့အကြုံတွေနဲ့ပေါင်းဆက်လိုက်ပြီးတော့ပေါ့နော်မူလာတန်းကျောင်းကိုချောချောမွေ့မွေ့ကူးပြောင်းနိုင်အောင်ပံ့ပိုးကူညီပေးကြရမှာလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်ကျမတို့ကလေးဘဝအစောပိုင်းကာလတွေဟာအင်မတန်ကိုအရေးကြီးတယ်။အဲ့အစောပိုင်းကာလမှာသူတို့တွေရဲ့အကူအပြောင်းလေးဟာချောချောမွေ့မွေ့ဖြစ်အောင်ပံ့ပိုးကူညီပေးဖို့လိုတယ်။ဒါကြောင့်အစောပိုင်းအတွက်မျှော်မှန်းချက်ထားပြီးတော့လှုပ်ဆောင်ရမယ်။ဒါဆိုရင်ကျန်းမာတဲ့ကလေးဘဝတွေကိုရရှိလိုတယ်။ဒါဆိုရင်ကျမတို့ကိုယ်ဝန်ဆောင်ကာလကလေးအဆောင်ရှောက်မှုတွေကိုလှုပ်ဆောင်ခဲ့ကြရမယ်။အာဟာရပြေဝပြီးတော့ကစားတဲ့အခါမှာလွတ်လွတ်လပ်လပ်လုံလုံခြုံခြုံနဲ့ရှင်ရှင်လန်းလန်းနဲ့ကစားလို့ရတဲ့အိမ်ပတ်ဝန်းကျင်တွေဖြစ်နေရမယ်။ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရမယ်ပေါ့နော်။ကစားစရာပစ္စည်းတွေလိုတာလား။ဒါမှမဟုတ်ရင်ကစားစရာရဲ့ပေါ့နော်အစာအုပ်လေးလိုနေတာလား။ဒါမှမဟုတ်ရင်ကစားစရာနေရာလေးလိုနေတာလား။ဒါမျိုးလေးတွေကိုပေါ့နော်လိုအပ်တာတွေကိုဖြည့်ဆည်းပေးဖို့ဟာကျမတို့မိဘရဲ့ရွာရဲ့ပူးပေါင်းပါဝင်မှုတွေရှိမှသာလိုအပ်တာတွေကိုဖြည့်ဆည်းပေးနိုင်မှာလည်းဖြစ်တယ်။အဲ့လိုပဲပံ့ပိုးမှုရှိတယ်မိဘတွေနဲ့အတူတူချိန်ကုန်ဆုံးညနေအထူးသဖြင့်ပထမတာတော့မွေးစားကနေပထမပေါ့နော်ပထမဦးဆုံးနှစ်ပထမဦးဆုံးနှစ်ပေါ့နော်တစ်နှစ်အတွင်းပေါ့နော်တစ်နှစ်အတွင်းကလေးတွေဟာတကယ်ကိုအထူးအလေးပေးပြီးတော့စောင့်ရှောက်ရမယ်စောင့်ရှောက်ပေးရမယ်အဲ့လိုနဲ့ပေါ့နော်ကျမတို့မူကြိုကျောင်းကိုထားမယ်မူကြိုကျောင်းကနေမှကျမတို့ဒီ KG ကိုသွားထားပြီဆိုလို့ရှိရင်အစစ်စစ်နာကူညီစောင့်ရှောက်မှုတွေပေါင်းစပ်မှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင်မူကြိုကျောင်းကိုလွယ်ကူချောမွေ့စွာနဲ့ကူပြောင်းသွားနိုင်မှာလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်ကျမတို့အစောပိုင်းကာလမှာကိုပဲသင်ယူမှုတွေကိုပေးတဲ့အခါမှာကလေးတွေကိုပေါ့နော်စာလို့မသင်မဲနဲ့ကစားရင်းနဲ့သင်ယူခြင်းတွေနဲ့ပေါ့နော်ကလေးတွေကပျော်ရွှင်ချမ်းမြေ့စွာနဲ့ပေါ့နော်ပျော်ပျော်ရွှင်ရွှင်နဲ့သင်ယူမှုတွေလှုပ်ဆောင်နိုင်အောင်လေ့ကျင့်ပြိုးထောင်ပေးကြရမယ်အဲ့လိုမျိုးပေါ့နော်ကလေးတွေရဲ့ပထမဦးဆုံးအကူပြောင်းကာလတွေမှာလွယ်ကူချောမွေ့သွားအောင်ဒီလိုမျိုးလွယ်ကူချောမွေ့ခြင်းဟာလည်းဘဝမှာသူတို့ဘဝတွေမှာခဏခဏပြောင်းနေအောင်ပဲပြောင်းတဲ့အခါမှာလည်းပဲသူတို့တွေအစဉ်ပြေပြေနဲ့အောင်မြင်မြင်နဲ့တကယ်ကိုခိုင်ခိုင်မာမာနဲ့ကူပြောင်းနိုင်မှာလည်းဖြစ်တယ်ဒါကြောင့်ဒီလိုမျိုးအရေးကြီးတဲ့ပေါ့နော်ကလေးတွေရဲ့ပထမဦးဆုံးအချိန်အိမ်ကနေကျောင်းကိုကူးပြောင်းတဲ့အခါမှာလွယ်ကူချောမွေ့ဖို့အတွက်ကျမတို့လိုအပ်တာတွေကိုဖြည့်ပေးဖို့လိုတယ်ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုလည်းဖြည့်ပေးနိုင်ဖို့လိုတယ်အဲ့လိုမျိုးဖြည့်ပေးနိုင်အောင်ကြတော့ကျမတို့မိဘရဲ့ရွာပူပေါင်းပါဝင်မှုဟာအင်မတန်ကိုပဲအရေးကြီးတာလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်ကလေးတွေရဲ့ပေါ့နော်အိမ်ကနေကျောင်းကိုသွားရောက်ပြီးတော့နေနိုင်မှုအတွက်ပေါ့နော်နေတဲ့အခါမှာလိုအပ်ချက်တွေမရှိအောင်ပြည့်ပြည့်စုံစုံနဲ့ပေါ့နော်အားလုံးအဆင်ပြေချောချောမွေ့မွေ့နဲ့အကူအပြောင်းလေးကိုသူတို့တွေတက်တောင့်တက်တာနဲ့ကူပြောင်းနိုင်အောင်အားလုံးရဲ့ပံ့ပိုးကူညီမှုတွေဟာအင်မတန်ကိုအရေးပါတဲ့နေရာမှာရှိတယ်ဆိုတဲ့အကြောင်းလေးကိုကျမအနေနဲ့ဆွေးနွေးပေးရင်းနဲ့ကျမယနေ့ဆွေးနွေးချက်ကလေးကိုညီကိုချုပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်